khonu thum chanchin thar thlir tu zong te in zawai in chibai ule chin state le chevel chanchin karon pon thin hi milo thir chakzel donia Myanmar sipai ten internet anti top na hmuna thlona in anbei na sabika chin state ta chumza somni panhi bom thlakin mipui twarna thlen na satber chum ani thu Myanmar internet project MIP chuan asoi Chin Revolution sipai ten an thunun mek Chin state chim lam min dat le kan pelet lak le tuma be mek Myanmar sipai chan chezok ten atum ni nan mun ni achangin sipai motor a inzuin sipai zatel anda bel thu shat ani Myanmar sipai ten thlona mang le leilama anbe na a tharuk chungin Chin state telin Myanmar ram puma peichia zathum chuangin nunna an chan thu Burmese Women's Union BWU chuan asoi Myanmar sipai ten internet anti top na hmuna thlona in anbe na sabika Chin state ta chum za somni pani bom thlakin mipui twarna thlen na satber chum ani thu Myanmar internet project MIP chuan asoi Kumin sahni somni poruk April atanga June thlathum chungin thlona in tum zanga le somni an boma an bom zinga tum zanga le som za asom ko pariat point 082 Chin state telin internet anti top na mun ani thu Myanmar internet project MIP athupuang tu kutin yan chuan heti hian soi ကျွန်တော်တွေ့ရှိချက်ထဲမှာလည်းဒီစေအုပ်စုကဒီနာမည်ဆုံးမျိုးရေးအတွက်ကိုသူတို့တအားကြိုးပမ်းနေတယ်ပေါ့နော်အဲ့တော့ဒီတာလွန်အင်အားပေါ့နော်အင်အားကိုအလွန်ကျွံသုံးဆက်တယ်ဆိုတဲ့ဟာကိုကျွန်တော်တွေ့ရတယ်။ဒါအင်တာနက်ပြတ်တောက်နေတဲ့ data မှာနေထိုင်တဲ့အရသားပြည်သူတွေကထိခိုက်တဲ့ရရှိမှုနဲ့အသေးဆုံးမှုမြင့်မားနေရဆိုတော့ကျွန်တော်တွေ့ရတယ်။နောက်စေုံစေကန်နဲ့ဒီစာတင်ကျောင်းတွေနဲ့အခြေခံအဆောက်အဦတွေကိုဖျက်ဆီးခံရတာကြောင့်ဒီကျန်းမာရေးဆောင်ရှောက်မှုနဲ့ပညာရေးသင်ကြားခွင့်တွေကိုကျွန်တော်အဟန့်အတားဖြစ်စေတယ်ပေါ့နော်။နောက်တစ်ခါတော့စစ်ပေးရှောင်နေရာတွေကိုဥတီတိုက်ခိုက်တဲ့ဒီကြောင့်တိုက်ခိုက်မှုတွေကြောင့်မလို့ဒီပရိပက္ခဒေတာအတွင်းမှာရှိနေတဲ့အရသားပြည်အသက်ရှင်ရက်တီရဲ့အကာအကွယ်မဲ့နေရပေါ့နော်ဒီအကာအကွယ်မဲ့တဲ့အခြေအနေကျွန်တော်တို့ဖြစ်နေရဒါတွေကကျွန်တော်တို့တွေ့ရှိထားတဲ့အချက်တွေပေါ့နော်ဆိုတော့အဲ့ဒီဟာတွေကပဲကျွန်တော်တို့ဒါအင်တာနက်ဖြတ်တောက်ပြီးတော့လေကြောင်းတိုက်ခိုက်တဲ့အတွက်ကျွန်တော်တက်ရောက်မှုတွေဖြစ်ပါတယ်ခင်ဗျာ thlona manga an beina za asom ruk pani chu Chin state zagain le current state ni in Myanmar sipai te chen na sat na mun ani thu asoi pok ani Myanmar sipai te nan hlau tak thunun le tumin thlona manga an chet na sat zia mu thei ani a thathum chungin Chin state ta tumza somni pani zagaya tumza le pakhat rakhaya tum somkwa le pariat pei puyan thak thu Myanmar internet project MIP athupuang tu ko tin yan chuan heti hian soi ပေါ့နော်ဒီ3လအတွင်းမှာလေကြောင်းတိုက်ခိုက်မှုခံရဆုံး data ကပြောပါဆိုရင်ချင်းပြည်နယ်ဆိုပြောနိုင်တယ်။ဘာကြောင့်ပြောနိုင်လဲဆိုရင်ကျွန်တော်တို့ရယူလာတဲ့ဒီသတင်းအချက်လက်ဒီကိန်းဂဏန်းတွေအရဒီအခြေအနေကိုကျွန်တော်တို့ပြောနိုင်တာဖြစ်ပါတယ်ခင်ဗျာ။ဒီချင်းပြည်နယ်ရဲ့လေကြောင်းတိုက်ခိုက်ခံရမှု120ကျော်ဖြစ်တဲ့ဟာမှာဟလာဒီမြို့နယ်အဖြစ်ချင်းပြည်နယ်မှာရှိတဲ့မြို့နယ်10ခုလောက်ကလေကြောင်းတိုက်ခိုက်ခံရတယ်လို့ဆိုတာကျွန်တော်ပြောနိုင်တယ်ပေါ့နော်ဆိုတော့အဲ့မျိုးနဲ့10ခုလေကြောင်းတိုက်ခိုက်ခံရတဲ့အခါမှာအဲ့ဒီ data မှာရှိတဲ့ဘလိုဒီဘလိုမျိုးတွေနောက်ပြီးတော့ဘလောက်ထိတော့ပမာဏဘလိုအသက်အရွယ်စသည်ဖြစ်ပေါ့နော်ဆိုတော့အဲ့အသေးစိတ်အခြေအနေကိုတော့ကျွန်တော်တို့မှတ်တမ်းတင်ထားနိုင်ခြင်းကျွန်တော်တို့မရှိဘူးပေါ့နော်အဲ့ဒီမှာခုနပြောတဲ့အရသားပြည်သူထိခိုက်မှုတွေရှိတယ်ကျွန်တော်ဒီလောက်ပဲကျွန်တော်တို့ပြောနိုင်တယ်ပေါ့နော်ဆိုတော့Rangoon region Tel Aviv region le state Danga township somria le pasaria thlona in an boma Chin state township paria ta thlona manga an bei thu siat ani hetian bomna wang hian meichia somnga le pariat no pang somli pakhat le kum upa sompanga telin tual chumi zathum le sompali ai tlem lo an thi a nunna chan zong za a somkwa panga 0.5 chu internet ti top na mun ani thu Myanmar internet project MIP athupuang tu ko tit nyan chuan heti hian soi ပေါ့နော်အဓိကတော့ခုနကျွန်တော်ပြောထပ်ခါပြောနေလို့ပဲအင်တာနက်ဖြတ်တောက်တဲ့အတွက်ဟာလာဒီအချက်လက်တွေကျွန်တော်တို့မရဘူးအင်တာနက်ဖြတ်တောက်တဲ့လေကြောင်းတိုက်ခတ်တယ်အဲ့ဒီမှာကျွန်တော်တို့ကသတင်းချက်လက်ဒီမရတဲ့အခြေအနေမျိုးတွေဖြစ်တဲ့အတွက်ဟာလာဒီရသားဒီပုံမှာထိခိုက်နေတာမှုတွေတွေ့တယ်ပေါ့နော် thlona mangan beina wang hian temple telin sa kho mun somni panni school som pasari damdoi in le clinic pasari le raltlan kem panga telin indang engma zat achiat thu siat ania damdoi in clinic in te anti chiat wangin
Risel na le zir na lama khai laka thona an boma wangin tual chu mi puiten in fe na tur an nei lo thu Myanmar Internet Project report chuan ta langbok ani Chin Revolution sipai ten anthunun mek Chin State chimlam mindat le kan palet lak le tuma be mek Myanmar sipai chan chhejok ten atum ni nan mun ni atangin sipai motora inzuin sipai zatel anda bel thu shiat ani July ni som khan Pau Township number 24 ral thuam siam na mun pui atanga motor panga chuak Myanmar sipai zali vel te chuan Pau chau thu kong zo in Chin State chimlaman pana So Township an thleng to a chau thu khua a artillery battalion 368 an pan mek thu shiat ani chau thu khua a artillery battalion an thleng mek Myanmar sipai ten mindat lama pan te sipai an fin bel le thei thu tual chuang thu don na ami pakhat chuan hati hian asoi ပေါကပါဆန်စလီကနေထွက်လာတဲ့ဒီတောင်းကားစီနဲ့ဒီစင်ရ4ရက်လောက်ပါတဲ့စစ်ကြောင်းကတော့ကျွန်တော်တို့ဒီကြောက်ထုမျိုးတွေကိုဒီဝင်ရောက်သွားပြီပေါ့လေနော်တပ်ဖွဲ့ဝင်တွေရှုကတော့ဒီရှင်ရွာနီးရဲ့ပတ်စံရွာတွေနားမှာရဲ့အဲ့ဒီချောင်းမှာပေါ့လေသူတို့နောက်ချမ်းနေနဲ့ရှိနေကြတာတွေ့ရပါတယ်ကားတွေနဲ့သူတို့စင်ရဖြစ်တယ်လို့ပဲလက်နဲ့ခရမ်းတွေလည်းပါလာတယ်လို့ကျွန်တော်သိရပါတယ်အဲ့ဒါပြင်သူတို့ဒီထောက်ပို့လေးအနေနဲ့လည်းလက်နဲ့ခရမ်းတွေရှာပေးနေပါတယ်ပြီးခဲ့တဲ့ဇူလိုင်လ10ရက်နေ့ကလည်း 1H ထောက်ပို့လေးနဲ့သူတို့ဒီရေခါခရမ်း90ကျော်အထုပ်တွေပေါ့လေအထုပ်90ကျော်သူတို့စုပုံချခဲ့ပေးတာတွေ့ရပါတယ်အဲ့ဒါတွေကသူတို့ဒီအထင်နာနေတဲ့ချင်းတောင်ထိုးဆက်တွေသူတို့တွေပြန်လည်ပြင်ဆင်နေတာပြန်လည်စုဖွဲ့နေတာလို့အဲ့ဒီလိုမြင်ပါတယ် hetiang vek hian Meithila base division 99 na operation nei te po July ni som pathum khan luang si kapasa 25 an thlen to nuwa sipai then khat te chu so kholama an pan thu siat ani operation nei na tura hian motor som thum chuang le sipai zaruk fel an omnia rinani thu indona lama zir chiang tu captain zin yo chuan hian asoi အဓိကတော့မင်းတပ်ကံပက်လက်စစ်မျက်နှာကိုပဲထပ်ပြီးတော့ဒါဖြည့်တဲ့အနေထားပေါ့နော်အဲ့တော့သူတို့ကတော့ထုံးစံအတိုင်းပဲအင်အားထပ်ဖြည့်တာပေါ့လူလိုက်ပေါ့ခုမှန်းဝေးနဲ့တုံးလာတဲ့အနေထားပါပဲဒါပေမဲ့အခုစုစုပေါင်းဆိုရင်တော့အင်အားဟိုဘက်က400ဒီဘက်က600ဝန်းကျင်တော့မှန်းတာပေါ့နော်အနည်းဆုံးဒါရောက်လာမှပဲသိရမှာပေါ့ရင်တန်းမှာအလုံးပိတ်ထားတာဆိုတော့ခဲရန်တွေရောလားဗာတွေရောလားပေါ့ဒါပေမဲ့ခံမှန်းကြည့်အင်အား1000ဝန်းကျင်လောက်ထပ်ထည့်တဲ့အနေထားမျိုးပဲပေါ့အင်အား1000လောက်ထပ်ပြီးတော့ထည့်တဲ့အနေထားမျိုးပဲဒီမိုးတွင်းမှာတော့သူတို့ဘလို့မှအစင်မပြေတော့ပါဘူးအစင်မပြေတော့ပါဘူးထပ်ပြီးတော့လန်ကြမဲ့အနေထားမျိုးလောက်ပဲရှိပါလိမ့်မယ်ကျွန်တော်တို့ချက်ချင်းပြောင်းလဲသွားနိုင်တဲ့အနေထားမျိုးပေါ့နော်ခဏတွင်းမှာပြောင်းလဲသွားနိုင်တဲ့အနေထားမျိုးတော့မရှိဘူးလို့ပဲတွက်ဆရပါတယ်ဒီတိုင်းပဲဒီမိုးတွင်းမှာတော့အထိနာနေဦးမှာပဲဖြစ်ပါတယ် Myanmar sipai ten Meithila lai hol vel tang khan mindat le kamplet khwa chu yo area atangin Myanmar sipai sang ni rual vel ten operation an nei na CPU CPA le tang rual pol ten thakhat chuang an lo ma chon to a thakhat chuang Chin State chimlama in beina hian Myanmar sipai za chuang an thi a azatel liaman tur ba ka sipai leral thuaman man saknul thu Chin People's Association hena tanga shiat ani Mindat le kamplet kho hi Chin Revolution sipai ten kumsang ni somni pali December thla khan Myanmar sipai ten hena tanga han lak sak nuwa tual chungin op na le mi pui ham that na te an kal pui ani Chin State Phalam Town sipa Myanmar sipai ten ral tan papakhat manin an soi saluma pakhat zok chu liam tuarin damdoi ina en kolmek ani thu shiat ani Phalam Township sumsang kho a ucho thun aun le a unaw mi pa chu an ral tlan hun riang nang kho atanga bungro an thia lain Phalam halkha konga Myanmar sipai ten mel som pruk check gate July ni som pakhat khanan man thu tual chu mi pakhat chuan a soi hetian man nu hian Myanmar sipai ten an panin an soi sa kum som thum pasari mi ucho thun aun athi thu Phalam kho mi pakhat chuan hetian a soi Turu mita suka di falam tai puerunga di
di ring nang ji wa pet ko sibi song jare so khu falan tai poi le mashiro usuro di sibi song ri le di niet pian la ja bi turu mi ta su le di falan wo pian ja ra bo no turu ni ku na u ka turu sibi song re ni ma chen khere pisi ko tua te re ching ma lan khai ma phan khan ya bi ro sitari ka yai net de bo no thu chi ja bi ro ai di ma le lon bi ro di dan ya ri ne sum twa ra lu be cho ti ya ra bo no chi ni ti sai ka ro ma ti ya u anaw hi chuale ma se hliam na tak atora fangin damdoi in pakhata et kol mekani thu hriat ani a chin state marlama mun rem chang tak falam kho hi chin brotherhood le tangrual polten nikum sang ni somni panga april chamalam khan an la fela kum khat nu kumin sang ni somni paruk april ni somni panga khan miama sipaiten an la let le ani tundin huna hian miama sipaiten falam khuan opum hlum vekka nan cdm na thok tele ral tlan then khatte falama hokir le ma se atam zokero security wangin an hori lo thu hriat ani Myanmar sipaiten thlona mangle leilam an beina a tharuk chungin Chin State telin Myanmar rampuma meichia zathum chuangin nunna an chan thu Burmese Women's Union BWU chuan asoi Myanmar sipaiten dan bo chian na le mihring chunga uchuak takan chet na telin mihring dikna chan vowan bo chhazela kumin sang ni somni paruk January ni khata changa June ni somthum chung khan meichia zathum somthum pani in nunna an chan thu Burmese Women's Union BWU chuan July ni som khan an thu chuan tarlang ani meichia nunna chan zinga Myanmar sipaiten thlona manga an bom wangin zani somli le panni an thi thu BWU chuan soi heng ba ka hian dan lova an ti hlum somli panni ral thuam liam manga thi somni pakwa hal hlum pakwa silaimu fu awangin pasari rapua bom kama wangin pakhat en kolman lo awangin pakhat le mi pat meichia na wangin mi pakhat athi thu an soibok ani nunna chanta meichia zinga hian kum som puruk nuailam meichia somnga le pariat omin nu naw pailai som le ramtui leilo mi pakhat an tel thu hriat ani tharuk chunga meichia thi tamna per mun chu zakain region ni in meichia zale pani an thi a Chin State a meichia som puruk an thi thu an tarlang pok ani heng ba ka hian Myanmar sipaiten thlona beina le ral thuam lian pa ka bom kam wang le pong sual wangin meichia zathum le parukin hliam an tuar thu po hriat ani Chin State ta harsatna ommek shisel na lama na thok tu human resource nei theinan diploma in nursing and midwifery atum thum na chu Chinland Sarkar Ministry of Health Department in ahon le don thu hriat ani Chinland Sarkar Ministry of Health Department le Interim Myanmar Nursing and Midwifery Training Schools Council CMNMTS tangkop ta chuan kumsang ni la somni pali November tha atangin Nursing and Midwifery zirna hon antum thu hriat ani kumsang ni somni pasari a batch pathum na atan zirlai mi som li lak ani dona kumthum chung zirtur ani zirtur ta chu zirlai tharatan pol som pani pass chin science subject a pass tele BECA exam a grade C lato kumsom ni nuai lam anni angaya anzir zon nuwa Chinland Sarkar nuaya kumthum an tho angai don thu talan ani hengpa ka hian nupui pasal neilo interview huna amuna kal thei school thunun na dan le damdoi in dan ba ka hostel dan te zom thei tu ani angai thu talan tel ani zia ka chan na le ka a chan na hlotling ma se Risel na medical check-up al tlang thei te chau lak ani don thu po hriat ani a zirdu te chuan messenger atangin Google link adil deal thein thunei tu ta hnena po deal na ziakin September ni som ma a thelu turani thu Chinland Sarkar Ministry of Health Department chuan hriat tin na achua ani khatizong khatun chumata na chanchin thar kan puan thei te chu ani le ta a thir tu te in zawai chunga kan lo me